မျိုးသမီးဟာရဟတ်ရင်ရဲ့တောင်ပံပေါ်မှာမောက်ရက်သားလဲလျောင်းရင်းစီတိုင်ကြီးဖုံးကိုအသေးအတန်လှည့်ဖွင့်ဖို့စူးစမ်းနေတယ်ပြီးတော့ပြတင်းပေါက်ကိုခောက်ပြီးသူ့ရေးစားစီကနေအရက်ပုလင်းကိုလှမ်းတောင်းလိုက်တယ်သူဟာရရှိလာတဲ့အရက်တွေကိုစီတိုင်ကြီးတဲကိုအမြန်လောင်းထဲတော့တာပေါ့ဒါပေမဲ့အရက်တစ်ဝက်တောင်မကုန်သေးခင်မှာပဲပြင်းထန်တဲ့လေပြင်းတစ်ချက်တိုက်ခတ်သွားပြီးအရက်ပုလင်းလွင့်ထွက်သွားခဲ့တဲ့အမျိုးသားဖြစ်သူလည်းနောက်ထပ်တစ်ပုလင်းထပ်ပေးရပြန်တာပေါ့ဒီတခါတော့အမျိုးသမီးကပုလင်းကိုမြဲမြဲကင်ထားပြီးဘီယာတစ်ပုလင်းလုံးကိုတိုင်ကီရဲ့ဂယုတစိုက်လောင်းထည့်လိုက်တယ်စီအမတ်သားကတဖြည်းဖြည်းတက်လာပေမဲ့တစ်ပုလင်းနဲ့တော့မလုံလောက်မှန်းသိတာနေတယ်ဒါနဲ့အမျိုးသမီးဟာပြင်းတဲ့အရက်ပုလင်းတွေကိုယူပြီးစက်တိုက်လောင်းထည့်နေတော့တာပေါ့မကြခင်မှာပဲစီပမာဏက10%လောက်ထိတက်လာပြီးသူတို့အတွက်ပထမဆုံးအကြိမ်အသက်ရှင်ဖို့မျှော်လင့်ချက်လေးရလာခဲ့တယ်ဒါပေမဲ့နောက်ဆုံးပုလင်းကိုကမ်းမှာအမျိုးသားကလက်ချော်ပြီးပြုတ်ကျသွားခဲ့တယ်ရဟတ်ရင်ကလည်းတုန်ခါလာတာကြောင့်အမျိုးသမီးဟာတောင်ပံကိုမြဲမြဲကင်ပြီးဟန်ချက်ထင်းလိုက်ရတဲ့အခုတော့လောင်းထည့်စရာရက်လည်းမရှိတော့တာမို့သူလည်းလေရင်မောင်းခန်းထဲကိုပဲပြန်ဝင်လာခဲ့ရတယ်အဲ့ဒီအချိန်မှာပဲသတင်းကောင်းတစ်ခုရလာတာကတော့သူ့ရေးစားကအနီးနားမှာကျွန်းငယ်လေးတစ်ခုကိုတွေ့လိုက်တာပါပဲဒါဟာအရေးပေါ်ဆင်းသက်ဖို့အတွက်လုံလောက်တဲ့အကျယ်ဝန်းရှိတယ်အမျိုးသမီးကမောင်းသူနေရာမှာပြန်ထိုင်ပြီးလေရင်ကိုအဲ့ဒီကျွန်းဘက်ဥတီလိုက်ပေမဲ့ဘလောက်ပဲရှာကျွန်းကိုမတွေ့တော့ပြန်ဘူးပို့ဆိုးတာကစီကလည်းလုံးဝကုန်သွားပြီးဒလက်တွေကတဖြည်းဖြည်းလဲပတ်မှုရပ်တန့်သွားပြီးနောက်ရဟတ်ရင်ဟာအင်ဂျင်အားလုံးဝမရှိတော့ပဲလေထဲမှာတရွေ့ရွေ့လွတ်မျောလာခဲ့တဲ့အမျိုးသမီးကတော့မျောရင်းချက်ကုန်တော့မဲ့အချိန်မှာပဲအမျိုးသားကကျွန်းကိုပြန်မြင်လိုက်ရပြန်တယ်သူတို့တွေအရေးပေါ်ဆင်းသက်ဖို့စူးစမ်းကြတယ်ဆင်းသက်နေုံမှာအမျိုးသမီးကမောင်းတံကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ပြီးရဟတ်ရင်ငြိမ်အောင်အစွမ်းကုန်စူးစမ်းပေမဲ့ဆင်းသက်မှုကမအောင်မြင်ခဲ့ပါဘူးပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်သူတို့နှစ်ယောက်လုံးသတိလစ်သွားခဲ့တယ်ပင်လယ်ရေတွေကကားခန်းထဲကိုဝုန်းခန့်နဲ့ဝင်လာပြီးလေရင်ကြီးဟာပင်လယ်ကျမ်းပြင်စီကိုအမြန်ဆုံးနှိမ့်မြုပ်သွားတော့တာပဲကံကောင်းတာကအမျိုးသမီးကအချိန်မီသတိရလာခဲ့တယ်သူ့ရေးစားကိုနှိုးပေမဲ့ရေတွေပြိနေတဲ့ကားခန်းထဲမှာသူကဘာမှပြန်မထူးတော့ဘူးသူလည်းတကားကိုအတင်းတွန်းဖွင့်ပြီးသူ့ရေးစားကိုရေမျက်နှာပြင်ပေါ်ရောက်အောင်ဆွဲတင်ခဲ့ရတယ်ကယ်ဆယ်ဖို့အချိန်ချင်းစူးစမ်းပြီးနောက်မှာတော့အမျိုးသားသတိပြန်ရလာခဲ့တယ်ဒါပေမဲ့ဘေးကင်းပြီလို့အထင်မှာပဲရေကသူတို့ခြေရောက်ထိရောက်လာတာကိုသတိထားမိလိုက်တယ်အမျိုးသမီးကတခုခုမားနေပြီဆိုတာရိပ်မိသွားတယ်ကျွန်းလို့ထင်နေတာကတကယ်တော့ရေတက်ရင်ပျောက်သွားမဲ့တဲတောင်ပြင်လေးရဲဖြစ်နေတာလေမျောလင်းချက်တွေပြတ်သုံးသွားတဲ့အမျိုးသမီးဟာရှိုက်ကြီးတင်ရင်ငိုကြွေးရတာပေါ့ရေမျက်နှာပြင်ကတဖြည်းဖြည်းမြင့်တက်လာပြီးတဲတောင်ပြင်ကလည်းတေးသက်ထက်သေးလာတယ်မကြခင်မှာပဲရေကသူတို့တကိုယ်လုံးကိုဖုံးလွှမ်းသွားပြီးခြေပြားလေးတွေနဲ့မြေကြီးကိုမမီမကန်းထိထားနိုင်တော့တယ်အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်လုံးလုံးဝကိုစိတ်ပြအားငယ်သွားကြတယ်သူ့ရေးစားအတွက်အချိန်ပိုရအောင်ဆိုပြီးအမျိုးသားကသူ့ရဲ့အသက်ကယ်အင်ဂျီကိုချုပ်ခိုင်းလိုက်တယ်အမျိုးသမီးလည်းအရန်စိတ်လှုပ်ရှားသွားပြီးသူ့ကိုတင်းတင်းကြအကျက်ဖတ်ထားလိုက်မိတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေငါးဖမ်းလေတစီးပေါ်လာပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကယ်တင်ခြင်းခံလိုက်ရပါတော့တယ်